ကျွန်တော်တို့အခုမြင်နေရတာကတော့19ရာစုရဲ့ပြင်သစ်ပကြီးပညာရှင်ကြီးဝီလီယံအဒေါ့ဖ်ဘူဂေရိုရဲ့အထင်ကရလက်ရာတွေကတစ်ခုဖြစ်တယ်။ပီရီသားဆိုတဲ့ပကြီးကားပဲဖြစ်ပါတယ်။ဒီလက်ရာကို1886ခုနှစ်မှာရေးဆွဲခဲ့တာပါ။ပီရီသားဆိုတာအီတလီဘာသာစကားအရတနာကျင်နာမှုဒါမှမဟုတ်ဂယုနာလိုအတိတ်ပဲရပြီ။လဝါကတိုင်မော်ကနေချပြီးမှတာတော်ဖြစ်သူယေရှုခရစ်ရဲ့ခန္ဓာကိုယ်ကိုမေရမာရီကပွေ့ပိုက်ထားတဲ့မြင်ကွင်းကိုပုံဖော်ထားတယ်။ဘာသာရေးတရုပ်ပေါ်အနုပညာတစ်ခုဖြစ်ပါတယ်။ဒီပကြီးကားရဲ့အဓိကဇာတ်ရုပ်တွေကတော့အနက်ရောင်ဝေယုံကိုဆင်မြန်းထားတဲ့မေရမာရီနဲ့သူ့ရဲ့ရင်ခွင်ထဲမှာပျော့ခွေနေတဲ့ယေရှုရဲ့ခန္ဓာကိုယ်ပါပဲ။မေရမာရီရဲ့မျက်နှာဟာပြောပြလို့မကုန်နိုင်တဲ့နှက်ဆိုင်နဲ့ဝမ်းနဲ့မှုတာတယောက်ကိုဆုံးရှုံးလိုက်ရတဲ့မိခင်တယောက်ရဲ့ကြေကွဲမှုတွေနဲ့ပြည့်နေပါတယ်။ဒါပေမဲ့ဒေါသထွက်ပေါက်ကွဲနေတာမျိုးမဟုတ်ပဲလေးနက်ပြီးတည်ငြိမ်တဲ့ဝေဒနာကိုတွေ့ရပါတယ်။သူ့ရဲ့အနက်ရောင်ဝေယုံကဒီမြင်ကွင်းရဲ့လေးနက်မှုနဲ့ပူဆွေးတော့ကရောက်နေမှုကိုပိုပြီးထင်ရှားစေပါတယ်။ယေရှုရဲ့ခန္ဓာကိုယ်ကတော့ဖြူဖြော်ပြီးအသက်မဲ့နေပါပြီ။ဘူဂေရိုဟာခန္ဓာကိုယ်ရဲ့ကြွက်သားတွေနဲ့အယိုးအစ်စ်တွေကိုပြည်ပြင်းလုံးအောင်ရေးဆွဲထားပြီးလက်ဝါးကတိုင်ပေါ်ကတန်ရာတွေကိုလည်းထင်ထင်ရှားရှားမဟုတ်ပဲတိမ်မွေ့စွာဖော်ပြထားပါတယ်။မေရမာရီရဲ့နီးညိုရောင်လက်တစုံကယေရှုရဲ့ကိုယ်ကိုခိုင်မြဲစွာပွေ့ပိုက်ထားပုံဟာသူ့ရဲ့မဆုံးနိုင်တဲ့မေတ္တာကိုပြသနေပါတယ်။သူတို့နှစ်ဦးစလုံးရဲ့ဦးခေါင်းပေါ်ကရွှေရောင်အလင်းကွင်းဟာလုစ်တွေကတော့သူတို့ရဲ့မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကိုဖော်ညွှန်းပြသနေတာပါ။ဒီမြင်ကွင်းကိုဝန်းရံထားတာကတော့ကောင်းငင်တမန်အုပ်စုတစုဖြစ်ပြီးသူတို့ဟာလူသားတွေလိုပဲဝမ်းနဲ့ပူဆွေးမှုကိုပုံစံအမျိုးမျိုးနဲ့ဖော်ပြနေကြပါတယ်။ကောင်းငင်တမန်တွေထဲမှာလက်အုပ်ချီဆူတောင်းနေသူကဆူတောင်းမယုံနိုင်အောင်ဖြစ်ပြီးဝမ်းနဲ့စွာစိုက်ကြည့်နေသူကစိုက်ကြည့်မျက်ရည်တွေကျသူကကျမျက်နာကိုလက်နဲ့အုပ်ပြီးရှိုက်ကြည့်တငယ်ငိုသူကငိုနေအားလုံးရဲ့အမိုးအရာဟန်တွေမှာကြေကွဲမှုတွေကိုအထင်သာတွေ့နေရပါတယ်။ဒီကောင်းငင်တမန်တွေရဲ့တည်ရှိနေခြင်းဟာလေဒီအဖြစ်ပြဟာကဘာမြေအတွက်တာမကကောင်းငင်မောင်အတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်းအလေးအနက်ပြသနေတာပါပကြီးကားရဲ့အောက်ရှိမှာတော့သင်္ကေတပစ္စည်းတချို့ကိုတွေ့ရပါမယ်ဘဲဘက်မှာတော့ယေရှုကိုစောင်းစီခဲ့တဲ့သုတရက်ဖူကိုအဖြူရောင်အဝတ်စားပေါ်မှာတင်ထားပါတယ်ဒါဟာသူခံစားခဲ့ရတဲ့ဝေဒနာနဲ့အဆက်တကွဲဖြစ်မှုကိုကိုးစားပြုပါတယ်ညဘက်မှာတော့ရွှေရောင်ကြေးအိုးနဲ့ကြေးခွက်တစ်လုံးရှိနေပါတယ်။ဒါဟာခန္ဓာကိုယ်ကိုတကြိုဖို့အတွက်စေကြောတန့်စင်ဖို့နဲ့နန္တာစီလိမ့်ကြံမှုပြင်ဆင်နေတာကိုရည်ရွယ်ပါတယ်။ပကြီးစရာဘူဂေရိုဟာအလင်းနဲ့အမောင်ကိုဒီပကြီးကားထဲမှာအပြောင်မြောက်ဆုံးအသုံးပြုထားပါတယ်။နောက်ခံအမောင်လူတွေကနေအလင်းရောင်ကယေရှုရဲ့ဖြူဖြောတဲ့ခန္ဓာကိုယ်နဲ့မေရမာရီရဲ့မျက်နှာပေါ်ကိုအတိတ်ကကြာရောက်စေပြီးယေရှုသူရဲ့အာယုံကိုဗဟိုချက်စီတန်တန်မတ်မတ်ဆွဲခေါ်သွားပါတယ်။ဒီပိယတပကြီးကားဟာဘာသာရေးယုံကြည်မှုကိုဖော်ပြရုံတတ်မဟုတ်ပဲမိခင်တယောက်ရဲ့အဆုံးမဲ့မေတ္တာတရားနဲ့တာတယောက်ကိုဆုံးရှုံးလိုက်ရခြင်းပေါ်နှဆိုင်နဲ့နာကျင်မှုကိုအမှုပညာမြောက်စွာဖော်ပြထားတဲ့နာမည်ကြီးအထင်ကရပကြီးလက်ရတစ်ခုဖြစ်ပါတယ်။